Hello အားလုံးပဲမင်္ဂလာပါရှင်ချွေ ACC page ကနေအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ချို့လေဒီချစ်ပေါရွက်တယ်လေအဲ့လိုမျိုးတနစ်စာပေါ့နော်တနစ်စာဆိုအဲ့လိုမျိုးပေါ့ချို့လို့ဒီအခုဆိုဒီရသည်ဆိုရင်ဒီချစ်ပေါရွက်အရန်ပေါ်တဲ့အချိန်ပေါ့နော်ဆိုတော့ဘယ်လိုမျိုးသိလဲဆိုတဲ့ဟာလေးတွေမေးထားလို့အဓိကတော့ချို့ကဒီမှာဒီချစ်ပေါရွက်တယ်ကိုပထမတည်းဆိုချို့ဘက်ကီဆိုတာနဲ့နည်းနည်းလေးစိတ်ထားလိုက်တာပေါ့နော်ပြီးတော့ရေကိုအဲ့လိုမျိုးစိတ်အောင်ဆေးလိုက်တာပေါ့နော်ဒီချစ်ပေါရွက်လေးဆေးအောင်ဆေးတယ်ပြီးလို့ရှိရင်ဟိုဟာဒီစကားလေးနဲ့ဆက်ထားတယ်ပြီးမှချို့ကတချို့ကိုအိုးဘူးကတ်လိုက်တယ်အိုးဘူးကတ်ဆိုဘာဖြစ်လို့လဲဆိုတော့တချို့ဟာလေးဆိုရတော့ချို့အရွက်အတိုင်းထားတယ်ဒါပေမဲ့အရွက်အတိုင်းအကုန်လုံးထားလို့ရှိရင်ချို့ရေခဲတက်တာလည်းဆက်မဟုတ်ဘူးဆိုတော့တရွက်တဝက်ကိုအိုးဘူးကတ်ပြီးတော့နောက်တဝက်ကိုကျတော့ဟိုအရွက်တိုင်းသိမ်းတာပေါ့နော်ချို့ကဒီတနေ့ဆိုရင်22စီးပေါ့နော်သူကတပုံးမှဆိုရင်အစီး25စီးအဲ့လိုမျိုးပါဒီတစ်ခေါက်ကကျတော့ချို့ကတော့အစီး20ပါတယ်20စီးကကျတော့ချို့ကလက်ဆောင်ရတာပေါ့နော်ဆိုတော့ချို့ဒီတစ်ခေါက်ကကျတော့22စီးလောက်ရတာပေါ့နော်လောက်ရတော့တကယ်တမ်းကျတော့လေပထမတစ်ရက်ကတော့နည်းနည်းလုတ်ပြီးနောက်နေ့ကျတော့ထပ်လုတ်တယ်ပေါ့နော်တစ်ရက်ခွဲလောက်တော့လုတ်ရတယ်ဆိုတော့အဲ့ဒါလေးတစ်ဝက်ကိုချို့ဒီမှာတချို့ဟာလေးဆိုရင်မပြီးသေးဘူးပေါ့ချွေရမယ့်ဟာလေးလည်းကြံနေသေးတယ်တချို့ဟာလေးပြီးတဲ့ဟာလေးဆိုရင်လည်းချို့အိုဘူကတ်နေတယ်အိုဘူကတ်ကြတော့အဓိကကျတော့ချို့ကဒီတိုင်းလေးပါပဲဘာမှမဟုတ်ဘူးလေနော်ရေလည်းမထက်ဘူးဒီတိုင်းပဲထက်လိုက်တယ်ဒီဟာလေးဆိုရင်အရွက်တိုင်းဒီအရွက်အတိုင်းကိုချို့တိန်ထားတာပေါ့နော်ဆိုတော့ချို့ကဒီလိုအရွက်တိုင်းကိုကျတော့ခြေပါရွက်ဟင်းချိုလေးလှုပ်လို့ရှိရင်အရွက်တိုင်းနဲ့ချစ်စားတယ်နောက်တစ်ခုကချို့ကချင်းပေါကြော်ဆိုရင်တော့အဲ့လိုမျိုးအိုဘူကတ်ထားတဲ့ဟာနဲ့တုံးတာပေါ့နော်ဆိုတော့ဘာပိုကြတယ်ဘာပိုခံလဲဆိုတော့မဟုတ်ဘူးကိုအဆင်ပြေတလို့ပေါ့ချိုးရတာချုပ်နေပေါ့နော်ဒီတိုင်းပဲချိုးကတော့ဥပူကလိုက်တယ်ဥပူကတ်ထားတဲ့ဟာကိုဆိုရင်ဟိုဟာဒီချစ်ပေါကြော်တဲ့ခါကြရဲ့ချိုးအထုပ်လေးတွေတုံးတယ်ပြီးလို့ရှိရင်ချစ်ပေါကြော်တစ်ခါကြော်မဲ့ဟိုပါတခါကြော်အထုပ်ကလေးတွေချို့ထုတ်ပြီးတော့ frozen လုပ်ထားလိုက်တယ်ပေါ့နော်ဆိုတော့တနေ့ပတ်လို့ကိုဒီစားရုပ်ပဲပေါ့ဆိုတော့ချို့ဒီဘက်မှာဆေးတယ်ခလိုဝေးကကြတော့ဒီဘက်မှာသူအိုဘူကတ်တာလေးပါလေလောက်တယ်ချို့ဟိုဘက်မှာမပြီးသေးဘူးလေအစီက20ကျော်ဆိုတော့မပြီးသေးဘူးဆိုတော့အဲ့ဒါသူလှုပ်လိုက်ချို့လှုပ်လိုက်ပေါ့သူကရေဆေးလိုက်ချို့ကအိုဘူကတ်လိုက်အဲ့ဒါသူအိုဘူကတ်လိုက်ချို့ကရေဆေးလိုက်ပေါ့အဲ့လိုမျိုးအဲ့တော့တော့မီလေးအဲ့လိုလှုပ်ရင်းနဲ့ပဲပြီးသွားတာအဲ့ဒါခုတော့ကလို့ပြီးသွားပြီပေါ့နော်ဆိုတော့ဒီထုတ်တဲ့ချိန်မှာဆိုရင်လည်းအဲ့လိုပဲလေကိုစုပ်ထုတ်လိုက်တယ်ပေါ့နော်လေလေးစုပ်ထုတ်ပြီးတော့တိတ်လို့ရှိရတော့ပို့ပြီးတော့ကောင်းတာပေါ့ပို့ကြခံတာပေါ့နော်ဆိုတော့အဓိကတော့ဒီအိုဘူကတ်တာကောင်းလားအရွက်တိုင်းသိမ်းတာကောင်းလားဆိုတော့နှမျိုးစလုံးချိုးတော့ချိုးစင်ပြေသလိုပဲနှစ်ခုစလုံးတော့အဆင်ပြေတယ်ကောင်းတယ်ချိုးတွေ့တော့ကောင်းတယ်ဒီမှာဆိုအရွက်တိုင်းဆိုရင်ချိုးဟင်းချိုးချစ်တဲ့ခါကြရဲချိုးသုံးမှန်အိုဘူကတ်ထားတဲ့ဟာဆိုရင်ချိန်မှာကြော်တဲ့ခါကြရဲချိုးတထုပ်လေးတွေလှုပ်ထားတယ်တစ်ခါအထုပ်လေးပေါ့နော်အဲ့လိုမျိုးလှုပ်ထားတယ်ဆိုတော့ချက်ပေါက်ကြော်လို့ရှိရချောအိုးယူနဲ့တခါတည်းကြော်တာကိုမြင့်များနဲ့အဲ့လိုမျိုးကြော်ဆိုတော့ဘာလို့ဆိုအဲ့လောအချက်မှကြော်ရမ်းကြိုက်တယ်ဆိုတော့ချောတနေ့အဲ့လိုပဲသိမ့်ပါတယ်လို့မြန်မာပြည်မှာဆိုတော့ပူလက်ဆက်စားရတာပေါ့နော်ဒီမှာကျတော့လဲဒီလိုပဲပေါ့ဆိုတော့ချွတ်ဒီဗီဒီယိုလေးဒီမှာပဲဆက်ထားလိုက်တော့မယ်နော်အားလုံးပဲကျေးဇူးများတင်ပါတယ်ချွတ်တွေ့ရတော့ဒါလေးတွေကဒါနှစ်တိုင်းလုံးနေကြတာဟာလေးအဆင်ပြေပါတယ်လို့ thank you